ကဲပေါ်လာတဲ့အလုံးပဲမင်္ဂလာပါဒါမနေ့ကဒီကျွန်တော်ပေးခဲ့တဲ့ပွဲတွေအနေနဲ့ကတော့ဒါဒီလိုက်လီပွဲတစ်ပွဲပဲကိုကောင်းမပြေခဲ့တာကျန်တဲ့နှစ်ပွဲအနေနဲ့ကတော့ဒါနှစ်ပွဲလုံးအနေနဲ့ကတော့ဒါတော်တော်လေးကျွန်တော်တို့အကျွတ်ရခဲ့တယ်ဒါဒီကျွန်တော်ဒီမနေ့ကျွန်တော်ပေးလိုက်တဲ့ပွဲတွေအနေနဲ့လည်းကျွန်တော်အပိုင်ဆိုတော့ပေးတာမဟုတ်ပါဘူးဒါအနည်းဆက်ဆုံးအနေနဲ့ဒါပေးတာဖြစ်ပါတယ်ပြီးတော့ဒါကျွန်တော်ဒီဘောလုံးပွဲကြိုသုံးသက်တယ်ဆိုတာကိုယ့်ရဲ့ဝါသနာရဲ့သုံးသက်ပေးတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပေးလိုက်တဲ့ပွဲတွေကအပိုင်ဆိုတော့ပေးတာမဟုတ်ပါဘူးကိုယ်နဲ့အကြိုက်တူမှာရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်ကျွန်တော်တို့ဒီဘောလုံးပွဲမှာကကျွန်တော်တို့အဓိကကတော့ဒါတပွဲဒီမောင်းတွေထက်ကျွန်တော်တို့တပွဲကောင်းတွေကပို့ပြီးတော့ဒါဦးစားပေးပြီးတော့ထိုးတင်တယ်လို့ဒါကျွန်တော်အနေနဲ့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့မောင်းတွေကျွန်တော်တို့ပေါက်ခဲပါတယ်။ဒါဒီအကိုတို့လည်းသိတယ်မောင်းဆိုတာကျွန်တော်တို့ပေါက်ခဲတယ်။အဓိကကျွန်တော်တို့အသင်းရွေးတာတွေပါတယ်ရွေးချယ်မှုတွေမှန်ကန်မှတာကျွန်တော်တို့အနေနဲ့မောင်းပေါက်ဖို့ဆိုတာအရာတိုင်းနဲ့ပိုများတာ။အကြောင်းမောင်းပေါက်ဖို့ဆိုတာတော်တော်ခဲရင်တဲ့အနေအထားရှိပါတယ်။ဒီနေ့တော့ကျွန်တော်သုံးဝက်ပဲဒါမှမဟုတ်ပဲပွဲတွေအများကြီးရှိမှာ။ဒီနေ့ကဆိုစစ်တဲ့ဂျီရိုနာတပွဲပြီးတော့လက်ရှိနဲ့ပီဇာဘာလင်နဲ့လိုက်စစ်ဒီ၃ပွဲလို့ကျွန်တော်ပွဲကြိုသုံးသပ်ပေးချင်ပါတယ်။အဲ့တော့ကိုယ်နဲ့အကြိုက်တူမှဆိုတော့ရွေးချယ်ပြီးတော့ထိုးနိုင်ပါလေ။ဒါဒီကျွန်တော်ပေးလိုက်တဲ့ဒီ၃ပွဲလုံးကဒါအပိုင်ဆိုတော့ပေးတာမဟုတ်ပါဘူး။ကျွန်တော်ပြောသလိုပဲကျွန်တော်တို့မောင်းထကျွန်တော်တို့တပွဲကောင်းအောင်ပို့ပြီးတော့ကျွန်တော်တို့အတွက်ရလက်ပို့ကောင်းပါပါ။ဒီပထမဆုံးအနေနဲ့ကျွန်တော်ဒီဆိုစစ်တဲ့နဲ့ဂျီရိုနာပွဲလို့ကျွန်တော်သုံးသပ်ပေးချင်တယ်။အခုလက်ရှိမှာကဆိုစစ်ကအိမ်ကွင်းဟိုကြေးပေးထားတာ level ကြေးပေးထားတာ body ကြေးကတစ်လုံး50အစားကိုကောင်းကြေးအနေနဲ့ကလည်းဒါနှလုံးအပြည့်ရှုံပေးထားတယ်။ဒါမနက်ခင်းကကြေးပါအခုလက်ရှိတော့ဒါနှလုံး85အစားတီအောင်ရော့သွားပါပြီ။အဲကြတော့အခုပြီးခဲ့တဲ့ကစားပွဲရှောက်မှာကဆိုစစ်တဲ့အနေနဲ့ကတော့ဒါနိုင်ပွဲနဲ့ရှုံးပွဲနဲ့သူ့အနေနဲ့မျှနေတဲ့ပုံစံမျိုးရှုံးပွဲ2ပွဲရှိတယ်ဒါနိုင်ပွဲ2ပွဲနဲ့နောက်ဆုံးစားတဲ့ပွဲမှာလည်းဒါသူ့အနေနဲ့ဒီဘနဲ့ပွဲမှာတော့ဒါ 1C နဲ့ဒါဆိုစစ်တဲ့အဝေးပွဲမှာကစားတဲ့ပွဲမှာတော့နောက်ဆုံးကစားတဲ့ပွဲမှာတော့ဒါရှုံးနေခဲ့တဲ့တပွဲဒါချန်နယ်ပွဲတွေမှာတော့သူ့အနေနဲ့ပြောမယ်ဆိုရင်ဒီဆိုစစ်တဲ့အနေနဲ့ကနှစ်သိန်းလုံးအနေနဲ့ကတော့ရလက်ကတော့မကောင်းဘူးဘာဖြစ်လို့ဒီဘိုဂီတွေအနေနဲ့ကကြေးတစ်လုံး50အစားယူဘာဖြစ်လို့ကြေးအဲ့လိုမျိုးပေးလိုက်တာလဲဆိုတာဒါကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ပြီးတော့အဓိကကျွန်တော်ဒီသုံးသက်တဲ့ပုံစံကတော့ကျွန်တော်ပြောနေကြဖြစ်ပါတယ်ကျွန်တော်သုံးသက်တဲ့ပုံစံတချို့ကိုຢာတွေကြာရင်တော့ကျွန်တော်ဒီကြေးလေးကိုကြည့်ပြီးတော့သုံးသက်ဖြစ်တယ်တချို့ຢာတွေကြာရင်တော့ကျွန်တော်ကစားကွက်နဲ့ကစားကွက်ကိုကြည့်ပြီးတော့ကျွန်တော်ပေးဖြစ်ပါတယ်ပြီးတော့ကစားကွက်နဲ့ဒီကစားကွက်ကဘယ်လိုကစားကွက်ပုံစံမျိုးနဲ့ကြေးရသူအပြင်းဖောက်ထားလားအပြော့ဖောက်ထားလားပုံစံမျိုးနဲ့လည်းကျွန်တော်သုံးသက်ဖြစ်တဲ့ခါတွေရှိပါတယ်ကျွန်တော်သုံးသက်တဲ့ပုံစံကတော့ဒါသူဒီအသင်းပုံမူတည်ပြီးတော့ကျွန်တော်သုံးသက်သွားတဲ့ပုံစံမျိုးတွေပါပြီးတော့သူတို့နှစ်သင်းရထိတ်တိုက်တွေ့ဆုံကစားတဲ့ပွဲမှာဆိုရင်လည်းဒါထိတ်တိုက်တွေ့ဆုံကကျွန်တော်အနည်းဆက်ဆုံး2024ပွဲမှာဆိုရင်လည်းဒါဆိုစစ်တဲ့အနေနဲ့ကနှစ်ပွဲနိုင်တယ်ဒါတစ်ပွဲတည်ကြခဲ့တယ်နောက်ဆုံးကစားတဲ့ပုံမှာတော့ဆိုစစ်တဲ့အိမ်ကွင်းမှာတော့ဒါ3-2နဲ့အနိုင်ရရှိခဲ့တယ်အခုလက်ရှိမှာကဆိုစစ်တက်ကကြေးပေးထားတာကဒါတစ်လုံး50အစားပေးတာဖြစ်ပါတယ်ဒါကြေးတွေနေနဲ့တော့ပြင်ရောက်သွားလဲအဲ့ထက်ပို့ပြီးတော့ဒါပေးဖို့ဆိုတာတော့မရှိတဲ့ပုံစံမျိုးရှိတယ်ပြီးတော့ဂျီရိုနာကျွန်တော်တို့ဂျီရိုနာတစ်ခုကြည့်ရမှာကဂျီရိုနာပြီးခဲ့တဲ့ကစားပွဲတွေမှာလည်းရှုံးပွဲကြီးပဲသူ့အနေနဲ့နောက်ဆုံးကစားတဲ့ပွဲမှာတစ်ပွဲပဲအနိုင်ရရှိခဲ့တယ်နှစ်ပွဲတည်ဒါနှစ်ပွဲရှုံးခဲ့တယ်လက်ရှိမှာကျွန်တော်တို့အနေနဲ့ကတော့ဒါသူတို့နှစ်သင်းအနေနဲ့ကတော့ဒါ4နှစ်3နှစ်နဲ့နှစ်သင်းလုံးကစားမှာဖြစ်တဲ့ကြောင့်ဂျီရိုနာအနေနဲ့က4နှစ်3နှစ်ကစားတဲ့ပုံစံသူ့အနေနဲ့ကိုမပေါက်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့ကဂျီရိုနာအနေနဲ့ကအရင်ပြီးခဲ့တဲ့ကစားပွဲတွေအနေနဲ့ကလည်းဒါဒီလေးနဲ့ပဲကစားသွားတဲ့ပုံစံပဲကစားကွက်တွေတော့မျိုးမျိုးပေါင်းပြောင်းနေတာသူ့အနေနဲ့ဘလို့မှသူဒီကိုရယူနိုင်ခဲ့တဲ့ပုံစံမျိုးမရှိတော့ဘူးအကြောင်းကိုလက်ရှိမှာဆိုစီတက်ကတော့ဒါတော်တော်လေးဒီရှေတာလေးလို့တော့ပြောလို့ရတယ်သူ့အနေနဲ့ရှုံးပွဲတာရှိခဲ့တယ်အကြောင်းကျွန်တော်အနေနဲ့ဒီပွဲမှာပေးရမယ်ဆိုတော့ဒါဆိုစီတက်ကျွန်တော်တစ်လုံး50အစားနဲ့ကျွန်တော်တို့တစ်လုံးရင်းပြီးတော့ကျွန်တော်တို့လိုက်မှဖြစ်မှာပါဘာဖြစ်လို့လဲဆိုတော့ဂျီရိုနာနဲ့ဆိုစီတက်ဆိုတာတော်တော်လေးဒါရှိစွမ်းဆိုစီတက်အနေနဲ့တော့တော်တော်လေးရှိတာတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီပွဲမှာဆိုစီတက်ကျွန်တော်ပေါ်ဒီထိုင်နေပါတယ်အဲ့တော့ကိုယ်နဲ့အကြိုက်တူမှာရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်ပြီးတော့ဒုတိယတစ်ပွဲကဒီဘာလင်နဲ့ Leipzig ကအခုလက်ရှိမှာကဒီ Leipzig ကပေးထားတာကဒါ level အပြည့်ရှုံးဖြစ်ပါတယ်ဒါမနခင်ကြေးပါအခုလက်ရှိမှာကျွန်တော်တို့ဒါကြေးတွေနဲ့ body ကြေးနေနဲ့နည်းနည်းပြောင်းနေတယ်ကျွန်တော်ကြေးတယ်ဒီ body ကြေးနေနဲ့ပြောင်းနေတာကျွန်တော်အနေနဲ့ဒါမနခင်ကြေးနဲ့ပဲဒါပြောတာပါတော့ level အပြည့်ရှုံးပေးပါတယ်ကိုပေါင်းကြေးအနေနဲ့ကလည်းဒါ3လုံး50အစားပေးတာပါတယ်ဒါမနခင်ကြေးတော့အခုလက်ရှိကြေးမှာကဘယ်လိုပေါက်နေလဲဆိုတော့နှလုံး85အရှုံးထီအောင်ပေါက်သွားပါတယ်ကိုပေါင်းကြေးနေတဲ့ဟိုနေ့ကပွဲတော့လဲကျွန်တော်ဒီကိုပေါင်းကြေးတွေ
ဒီ channel ထဲမှာကျွန်တော်ပေးတာလေးကိုကဒီကိုပေါင်းကြီးတွေအဲ့လိုမျိုးပြောင်းသွားပြီဆိုရင်ဒါအဓိကကစားသမားတွေပေါ်လာတဲ့အတွက်ကြောင့်မပါတဲ့အတွက်ကြောင့်ကိုပေါင်းကြီးတွေကြာတာတွေဖြစ်တဲ့အတွက်ကြောင့်ကိုမပေါ်နိုင်ဘူးလို့ထင်တဲ့ပွဲတွေလည်းကိုပေါ်သွားတယ်အဲ့တော့လည်းအဆင်မပြေခဲ့ဘူးအဲ့တော့ဒီနေ့မှာထပ်ပြီးတော့ကိုပေါ်နိုင်မလားဆိုတာတော့ပေါ်ကြီးပေးနိုင်မလားဆိုတာတော့ပေးနိုင်တဲ့ပုံစံမျိုးတော့ရှိတယ်အဲ့တော့အခုလက်ရှိမှာသူတို့ပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာ live set အနေနဲ့ကပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာသူ့အနေနဲ့ရှုံးပွဲတစ်ပွဲပဲရှိခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာလည်းရှုံးပွဲတစ်ပွဲရှိတဲ့လည်းတစ်ပွဲရှိခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲမှာတော့ဒါ Sivzi နဲ့ဒါ live set အဝေးပွဲမှာအနိုင်ရရှိခဲ့တဲ့ဖြစ်ပါတယ်ဒါ Frankfurt နဲ့ပွဲမှာ Sivzi နဲ့အဓိကဘာလင်ကျွန်တော်တို့ဘာလင်ကိုကြည့်ရမှာဘာလင်ကကိုရှူးနိုင်မလားရှူးနိုင်မယ်လို့ထင်မလားပြီးတော့သူပြီးခဲ့တဲ့သူနောက်ဆုံးကစားတဲ့ပွဲမှာသူ့အနေနဲ့တပွဲပဲနိုင်ခဲ့ရှိခဲ့တယ်နောက်ဆုံး၃ပွဲလည်းရှုံးခဲ့တယ်ပြီးတော့တပွဲကလည်းဘယံမြင့်တဲ့ပွဲမှာလည်းဒါတပွဲတည်ကြခဲ့တယ်အဲ့ကျတော့အခုလက်ရှိမှာက live set ကပေးထားတာက level အပြည့်ရှုံးပေးထားတာ live set ကပြောမယ်ဆိုရင်ဒါသူ့အနေနဲ့ကိုပေါက်နိုင်တဲ့ပုံစံမျိုးရှိတယ်အဓိကသူတို့ကစားကွက်ကျွန်တော်ကစားကွက်ပဲကြည့်မယ်အခုဒီပွဲတွေမှာတော့ဒါမနက်ဖက်ကြာရင်တော့ဒါတပြိုးနေပြီးကြေးနဲ့ကြေးကြည့်ရင်လည်းကြေးကြည့်ပြီးဟိုဖြစ်လိမ့်မယ် live set က433နဲ့ကစားမှာဆိုတော့ဒီ433ဆိုတာဒီကစားကွက်တွေကဖွင့်ဆောင်မဲ့ပုံစံမျိုးကစားကွက်တွေ3-2-1ဆိုတာလည်းကျွန်တော်တို့ short တက်လို့တော့မရဘူးအဲကစားကွက်တွေကသူတို့ကစားကွက်မချနိုင်ဘူးဆိုရင်တော့ဒါဒီကိုရလက်တွေအပြောင်းရင်ပြောင်းသွားလိုက်ပြောင်းသွားနိုင်မယ်တကယ်ကစားကွက်ကိုသူတို့ကောင်းကောင်းကြနနတကယ်ကံမယ်ဆိုရင်တော့ဒီကစားကွက်ကတော်တော်လေးကောင်းတဲ့3-2-1ဖြစ်ပါတယ်ပြီးတော့ live set ကလည်းဒါ4-4-3နဲ့တိုက်စစ်ဖွင့်ဆော့မှာဆိုတော့တော်တော်လေးကြည့်ကောင်းမဲ့ပွဲလို့တော့ဒါကျွန်တော်အနေနဲ့ပြောချင်တယ်အခုလက်ရှိမှာ level ဒီlive set အနေနဲ့ level အပြည့်ရှုံးဆိုတော့ဒါကြီးတယ်တော့ဒါတလုံးအရှုံးဖြစ်ကျွန်တော်အနေနဲ့အစားပေါက်မယ်လို့ထင်တယ်ကိုပေါင်းကြီးအနေနဲ့နှလုံး85အရှုံးဆိုတော့ဒါကျွန်တော်အနေနဲ့ကတော့ဒီဘက်မှာကျွန်တော်ကိုပေါင်းအပေါ်ပဲကျွန်တော်ထိုင်ကြပါတယ်အဲ့ကြောင့်ကိုနဲ့အကြိုက်တူမှာရေးချပြီးတော့ထိုးစေကြပါတယ်နောက်ဆုံးတစ်ပွဲအနေနဲ့ကတော့ဒါကျွန်တော်ရဲ့ lucky လို့တော့ပြောလို့တော့ရတယ်ပီဇာကျွန်တော် ပီဇာပွဲတိုင်းမှာကျွန်တော်နိုင်ပွဲတွေကြီးပဲရှိခဲ့ပါတယ်ပီဇာနိုင်လို့လားဆိုတော့ပီဇာနိုင်လို့မပေါ့ကျွန်တော်အနေနဲ့ကြေးအောင်လို့ရခဲ့တဲ့ပွဲတွေကြီးပါပဲအဲ့တော့အခုလက်ရှိမှာကလက်ရှိနဲ့ပီဇာမှာကအခုပေးထားတာကလက်ရှိက level 50အရှုံးကိုပေါင်းကြေးအနေကနှလုံးအပြည့်ရုံပေးထားပါတယ်ပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာလည်းလက်ရှိနေတဲ့ကရိုမိုနီနဲ့ပွဲမှာတော့နောက်ဆုံးကစားတဲ့ပွဲမှာ2-0နဲ့ဒါ9ပြည့်ရှုံးနေခဲ့တယ်ကျန်တဲ့တခြားပွဲတွေမှာတော့ဒီလာဇီယိုနဲ့ပွဲမှာလည်းဒါသူ့အနေနဲ့2-0နဲ့ဒါရှုံးနေခဲ့တယ်ပြီးတော့နှစ်ပွဲတော့အနိုင်ရရှိခဲ့တယ်အဓိကပြီးတော့ပီဇာလည်းသူ့အနေနဲ့နောက်ဆုံးနှစ်ပွဲလုံးမှာဇက်တိုက်ကြီးရှုံးခဲ့တဲ့နှစ်ပွဲပါမနဲ့ပွဲမှာလည်းတစ်ပွဲဒါသူ့အနေနဲ့နာနဲ့ပွဲမှာလည်းတပွဲဒါသူ့အနေနဲ့ကိုပြတ်ရှုံးနေခဲ့တဲ့ပွဲတွေကြီးပဲပီဇာနေနဲ့ပြီးသူတို့ဒီကျွန်တော်ပြောနေကြဒီပွဲတွေဒီကောင်ဒီလက်ရှိတို့ပီဇာတို့ဒီလိုပွဲမျိုးတွေအနေနဲ့ကသူတို့အနေနဲ့ကကြေးတွေကဒီလိုကြေးတွေဖောက်ပြီးတော့ကျွန်တော်တို့ပေါ်ဖို့တာကျွန်တော်တို့တရေပွဲနဲ့အောက်ပွဲတွေကပို့ပြီးတော့များပါတယ်ပေါ်ရင်လည်းပေါ်သွားနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါအဓိကကတော့ခံမှန်းရတာပေါ့သူတို့ကြေးပေးပြီးတော့ကြေးနဲ့ကြည့်ပြီးတော့ကျွန်တော်တို့ကစားကွက်ဘယ်လိုပုံစံနဲ့ဖောက်ထွက်မလဲဆိုတဲ့ပုံစံမျိုးတွေနဲ့ခံမှန်းဆိုတဲ့အတွက်ကြောင့်ပြီးတော့သူတို့နှစ်သိန်းရဲ့ထိတ်တိုက်နောက်ဆုံးထိတ်တိုက်တွေ့ဆုံခဲ့တဲ့ကစားပွဲမှာလည်းဒါအနည်းဆုံး3မဲမြောက်မှာဆိုတော့တော်တော်လေးတော့ကြာပြီဗျအဲတော့တော်တော်လေးကြာပြီဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ထိတ်တိုက်တွေ့ဆုံမှုကျွန်တော်ခဏရှောင်လိုက်တော့မယ်ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိမှာသူတို့အနေနဲ့ကလည်းနိုင်ပွဲအပြင်သူတို့အနေနဲ့လည်းရှုံးပွဲတွေကြုံခဲ့တာဆိုတော့ပြီးခဲ့တဲ့နောက်ဆုံးထိတ်တိုက်တွေ့ဆုံပွဲတွေကိုကျွန်တော်မပြောတော့ဘူးဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ထိတ်တိုက်ပွဲတွေကတော်တော်လေးကြာခဲ့တယ်အဲတော့အခုလက်ရှိမှာဒါသူတို့အနေနဲ့ဒါဒီအခုလက်ရှိမှာဒါဒီကန်တဲ့ပုံပွဲတွေရတာသူတို့အတွက်ဒါအကောင်းဆုံးအပွဲတွေလို့ကျွန်တော်အနေနဲ့ဒါသုံးသပ်ပေးတာဖြစ်ပါတယ်အဲအခုလက်ရှိမှာ level 50အရှုံးလက်ရှိကပေးထားတာပီဇာအကြီးကပီဇာတိတ်ပြီးတော့ဒါကိုမရှုံးနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်ပြီးတော့ကစားကွက်အနေနဲ့လက်ရှိက433ဆိုတော့ကျွန်တော်ဒီ433ကစားကွက်ကိုကျွန်တော်ကြိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဒါတွေကတော်တော်လေးဒီ433ကစားကွက်တွေတော်တော်ဖွင့်စောတဲ့ပုံစံမျိုးတွေဆိုတော့အဲ့လိုဖွင့်စောတာတော်တော်လေးကောင်းတယ်ပြီးတော့ဗီဇာ3-5နဲ့ဗီဇာပွဲတိုင်းလို့မှသူ့အနေနဲ့ဒီ3-5နဲ့ပဲကစားလာတဲ့ပုံစံမျိုးခွက်တွေကြီးပဲဒါသူ့အနေနဲ့နိုင်ပွဲရှိလာဆိုတော့နိုင်ပွဲတော့မရှိခဲ့ဘူးကျွန်တော်ကြီးအောင်ခဲ့လို့ဒါဗီဇာပွဲတိုင်းမှာကျွန်တော်အနေနဲ့ဒါအနိုင်ရအောင်ခဲ့တဲ့ပွဲတွေကြီးပဲအခုလက်ရှိမှာကျွန်တော်အနေနဲ့ဒါပေးရမယ်ဆိုရင်တော့ဒါလက်ရှိပဲကျွန်တော်ဒါ level 50အရှုံးနဲ့ဒါအရှုံးနဲ့အရင်ခံပြီးအရှုံးနဲ့ပဲကျွန်တော်တို့စပြီးတော့ကောင်းပါလေတချို့ရိုင်းနေကြရင်တော့တချို့တို့ဒီ
ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိအနေနဲ့ level 50အရှုံးပေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့တလုံးရှင်းတော့အပြည့်ရမယ် level ကျရင်တော့ကျွန်တော်တို့ရှုံးမယ်ဒီတစ်ခုတော့ရှိတယ်တချို့ရရကျွန်တော်တို့အရှုံးနဲ့အရင်ဆုံးပေးစမ်းပါတယ်ဟိုဖြစ်မှာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကပုဂ္ဂလိဖောက်တဲ့ကြေးတန်အောင်ကျွန်တော်တို့အနေနဲ့ကဒါလိုက်ပြီးတော့တုံးသက်ပြီးတော့ခံမှန်းပြီးတော့ထိုးရတာဆိုတော့အခုဒီနေ့ပွဲမှာတော့ကျွန်တော်အနေနဲ့လက်ရှိ body ပေးခဲ့ပါတယ်ပြီးတော့ Valen နဲ့ live စစ်မှာကျွန်တော်ကိုပေါင်းအပေါ်ပေးခဲ့ပါတယ်ပြီးတော့ Sociedad နဲ့ Girona နဲ့ပွဲမှာလည်းဒါ Sociedad ကျွန်တော် body ထိုင်ခဲ့ပါတယ်ဒီနေ့3ပွဲရကျွန်တော်အပိုင်ဆိုတော့ပေးတာမဟုတ်ပါဘူးအနည်းဆက်ဆုံးကြေးတန်းကြည့်ပြီးတော့ကျွန်တော်တုံးသက်ပေးတာဖြစ်ပါတယ်အစားဆုံးကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ဒီမောင်းပေါက်ဖို့တက်ကျွန်တော်တို့တပွဲကောင်းတွေကပို့ပြီးတော့ကျွန်တော်တို့အတွက်ပို့ပြီးတော့ထိရောက်ပါတယ်အကြောင်းဒါဒီမနေ့ကလည်းကျွန်တော်တပွဲကောင်းပေးခဲ့တယ်ဒါမောင်းတော့ကျွန်တော်မတင်ပေးဖြစ်ခဲ့လိုက်ဘူးတပွဲကောင်းနေနေရတော့ဒါရသွားတယ်ကျွန်တော်တို့အနေနဲ့လည်းပေးတိုင်းမှာကျွန်တော်တို့ရလိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့ရပါစေပြီးတော့ကျွန်တော်တို့ပေးခဲ့တာဖြစ်ပါတယ်ပြီးပြီးတော့ကျွန်တော်တို့လည်းဒါမထိုးလာဆိုတော့ကျွန်တော်တို့လည်းထိုးပါတယ်ကျွန်တော်တို့ပေးတဲ့ပွဲတွေလည်းကျွန်တော်တို့ဒါထိုးပြီးတော့ပေးတာပါအကြောင်းကျွန်တော်တို့လည်းအရှုံးတွေရှိပါတယ်ကျွန်တော်လည်းနိုင်ခြင်းလို့ထိုးတာပါကျွန်တော်ကိုနိုင်ခြင်းလို့ကိုယ့်ရဲ့အားပေးတဲ့ဒါတငယ်ချင်းတွေလည်းနိုင်သေးခြင်းလို့ဒါကျွန်တော်နဲ့ပွဲကြိုသုံးသပ်ပေးတာဖြစ်ပါတယ်ကိုယ့်ရဲ့ဝါသနာရအကြောင်းဒီနေ့မှာတော့ဒါကျွန်တော်နေဒီ3ဘက်ပါပဲကျွန်တော်တို့မနက်ဖြန်မှာပွဲတွေအများကြီးရှိမှာအကြမ်းမှာကျွန်တော်တို့တိတက်ကောင်းတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်ပြန်လာချင်ပါတယ်အကြောင်းဒီနေ့မှာတော့ဒါကျွန်တော်နေတာပါပဲ